ကြံတွင်းချင်းမိုင်မှာဆိုင်ကယ်မောင်းမှဖြစ်ပါတယ်အခုကျွန်တော်သွားနေတာကတော့ကြံမှာချင်းမိုင်ရဲ့အစီအကံနေရာတစ်ခုဖြစ်တဲ့မာယာ shopping mall ဖြစ်ပါတယ်ဒီထဲမှာမြို့ဟောင်းထဲကနေပြီးတော့ကြံတွင်းမှာချင်းမိုင်ရဲ့အစီအကံဆုံးနေရာတွေကိုဖြတ်ပြီးတော့သွားမှဖြစ်ပါတယ်ကြည့်ပါအောင်နော် So enjoy.